အားလုံးပဲမင်္ဂလာပါခင်ဗျာ Bysphere နေကြိုဆိုပါရစေကျွန်တော်တို့ပထမဆုံးအနေနဲ့ဟာလဲ line under command လေးကိုစတင် lesson 1အနေနဲ့စအောင်ပါlesson 1မှာတော့ပြောရမယ့်ဥစ္စာတွေက line rectangle circle ဥစ္စာတွေပြပြအောင်ပါချိန်ရရင်ရတယ်လို့ကျွန်တော်ပို့ပြီးမှလည်း command ကိုပြပြအောင်ပါပထမဆုံးအနေနဲ့ line under line ရဲ့သင်္ကေတ line ဆိုတဲ့ဥစ္စာ n l ရှင်းဆုံးစလုံးပဲယူပြီးမှ under ဒို့မဟုတ် space နဲ့ရပါပြီ line under တော့ကျတော့ဗာတောင်းလဲဆိုတော့ specify first point as a specify ကျွန်တော်တို့တမတ်မှာကလိုချင်တဲ့နေရာတွေကို left click လေးနဲ့တစ်ချက်နေလိုက်ရင် first pointနောက်ပြီးကြရင် next point ကကျွန်တော်တို့ click လို့ရပါတယ်ကြိုက်တဲ့နေရာ click လိုက်ရင် line တစ်ချောင်းပေါ်လာပါပြီပြီးရင်ပုံမလို့ကျွန်တော်ဆိုရင် under တို့မဟုတ် select space bar နေလိုက်ရင်ရပါပြီကျွန်တော်တို့ပထမဆုံးအနေနဲ့ rectangle ပုံစံလေးဆိုရမယ် line space or line under specify first point 3 base under ညာဘက်ကိုတော့မယ်3 base under C under ဆိုရင် rectangle လေးရပါတယ် C ဆိုတာ close ဘာဖြစ်တော့မှလဲဆိုတော့ C နောက်ဆုံး point ကိုစမှတ်ကိုပြန်ဆုံးခြင်း C under လို့ပြန်နေလိုက်ရင်ရပါတယ်ဥပမာကျွန်တော်ပြပါမယ် line under 3 under C under ဆိုရင်အဲ့လိုမျိုးဆုံးတော့ပါတယ်ကိုရောက်နေတဲ့အမှတ်ကနေဆုံးမိုက်ကိုရောက်ခြင်း C under close ဆိုတဲ့ဥစ္စာနေလိုက်ရင်ရပါတယ်အဲဆိုရင် line ပြီးပါပြီ line ပြီးရင် rectangle ဒီတော့မို့ line နဲ့မဆွဲဘဲနဲ့ rectangle နဲ့ဆွဲမယ်ဆိုရင် REC under တော့မဟုတ် space နေလို့ရပါတယ်အဲဆိုရင်သူက the first corner point ဒီဆုံးပေးပါတဲ့အဲဆိုကျွန်တော်တို့ကြိုက်တဲ့နေရာမှာ first corner point လေးကို left click လေးနဲ့နှိပ်လိုက်ပါမယ်နောက်ပြီးကျရင်ကိုရီးယားကြိုက်တဲ့နေရာမှာ click လိုက်ရင် rectangle လေးအလွယ်တကူထွက်ပါတယ်အဲဥစ္စာကိုတန်ဖိုးမတည်ရအောင်တန်ဖိုးဒီလိုမျိုးရှောင်းနေရင်တန်ဖိုးမတည်ရတဲ့အတွက်ကျွန်တော်တို့ကတန်ဖိုးတစ်ခုနဲ့ဆွဲခြင်းနဲ့ကိုယ့်ရဲ့ rectangle လေးကို rectangle အတိုင်းတန်ဖိုးအတိအကျလေးဆွဲခြင်းနဲ့ဆိုရင်တော့ REC under space point first corner point ဆိုရင် first corner point ကို click ပေးမယ်အဲဥစ္စာတန်ဖိုးထားမယ်ဆိုရင်8 2အဲဆိုရင်အတင်ကေတာလေးရမယ်ကျွန်တော်တို့က h တန်rectangle မှာ x ဝင်ရော y ဝင်ရောတိုင်းကျွန်တော် coordinate system မှာပြောခဲ့ပါပြီအဲဆိုရင် rectangle မှာလည်းကျွန်တော်တို့က x တန်ဖိုး y တန်ဖိုးရှိပါတယ်အလျားလိုက်ဘေးတိုက်ကိုရှိသွားတော့ x တန်ဖိုးလို့ထားရင်မှအမြင့်ကိုကြတော့ y တန်ဖိုးထားပါမယ်အဲတော့ကျွန်တော်တို့က rectangular ဆွဲမယ်ဆိုရင် 5 2ဆိုရင်အနောက်ခောက်လိုက်ပါအဲဒါ rectangular လေးပေါ်သွားပြီအဲ့ဒါတန်ဖိုးတည်ခြင်းတော့ကျွန်တော်တို့ကဒီ dimension 2လေးနဲ့ယူပြီးမှအတိုင်းကြည့်လိုက်ရင်သိပါတယ်5ပထမဆုံးကိုရိုက်တွင်းတဲ့ဥစ္စာ h မှာဝင်တော့ပါအဲဒါ2အဲဒါဟုတ်ပါပြီsquare လေး rectangle မဝင်နဲ့ square ဆွဲမယ်ဆိုရင်လည်း first point 82အတင်ကေလာလေးရိုက်ထည့်ပြီးမှ 5,5 ဆိုရင်5တန်ဖိုးညီများတဲ့ square ပုံစံလေးရပါတယ်အဲဒါ rectangular ပြောရပြီအဲဥစ္စာတွေကိုကျွန်တော်တို့ကဆွဲပြီးတော့ပုံတွေကိုဆွဲပြီးမှဖြတ်ချင်တယ်ဆိုရင် erase ကျွန်တော်တို့ခဲပြလို့ပြောတဲ့ erase ဆိုတဲ့ command လေးသုံးပါတယ် erase ရဲ့ဒုက္ခတာက shortcut က e under ပါ
is under ဆိုရင်သူက select object ဖြတ်ချင်တဲ့ object အရာဝတ္ထုကို select ပေးလိုက်ပြတ်ပါပြီ select object ကျွန်တော်တို့က select လိုက်ပေးလိုက်ရင်ပြတ်ပါတယ် under ခောက်လိုက်ရင်ပြတ်သွားပါပြီနောက်ပြီးကြတော့ကျွန်တော်တို့က line ကိုကြတော့ဒီလိုမျိုးဆွဲလိုက်တယ် rectangular ဆွဲလိုက်တယ်အဲ့မှာကျွန်တော်တို့ကဒီဥစ္စာ select ပေးရင် click နှိပ်လိုက်ရင်တစ်ပိုင်းစီဖြစ်နေအဲ့ဥစ္စာကိုမှကျွန်တော်တို့ကကိုထောက်ချင်တဲ့နေရာကိုထောက်ပြီးအဲ့ဥစ္စာကိုတစ်ခုလုံး select ပေးသလိုဖြစ်ချင်เนาะ polyline ဆိုတဲ့ command ကိုတုံးအောင်မယ်ဆွဲတဲ့အချိန်မှာအဲ့ဆိုဆွဲတဲ့အချိန်မှာ polyline command ကိုတုံးမယ်ဆိုရင် polyline ရဲ့သင်္ကေတက PO under ပါ or PL under ပါ sorry ပါ PO မဟုတ်ပါဘူး PL ပါ PL polyline ကို P line under ဆိုရင်ကျွန်တော်တို့က right click ထောက်လိုက်ပါ C under လုပ်လိုက်ပါအဲဆိုရင်ဒီပုံကတစ်ချက် click လိုက်တာနဲ့ line နဲ့ဆွဲတဲ့ပုံနဲ့ဒီ polyline နဲ့ဆွဲတဲ့ပုံနဲ့မတူပါဘူးနောက်ပြီးတော့ကျွန်တော်သိစေချင်တာကဒီ line နဲ့ဆွဲတဲ့ဥစ္စာနဲ့ PL နဲ့ဆွဲတဲ့ဥစ္စာနဲ့မတူဘူးဆိုတာပြချင်တာပါအဲဆိုရင်တစ်ချက် click လိုက်ရင် polyline နဲ့ဆွဲတဲ့ဆိုရင်ဒီမှာသူ့ရဲ့ mid မှာ strap လေးပြတဲ့ဥစ္စာကရှည်လေးပါ4000မကြပါဘူး line နဲ့ဆွဲတဲ့ဥစ္စာက4000ကြပါတယ် first point မှာလည်း4000မှာအလဲမှာလည်း4000မှာ end point မှာလည်း4000မှာ polyline နဲ့ဆွဲရင်တော့ first point မှာ4000အလဲမှာ rectangular ပုံစံရှည်လေးဖြစ်သွားပါတယ် end point မှာ square ပါအဲဆိုရင် line polyline erase ဖြတ်တာ TV rectangle ဆွဲနည်း TV circle ဆွဲနည်း circle ဆွဲမယ်ဆိုရင်ကျွန်တော်တို့က circle ဆိုတဲ့အတိုင်းသူ့ရဲ့ shortcut က C ပါ C under အဲဆိုရင် first point လက်ပဲကြတဲ့နေရာမှာ click ချအဲဆိုရင် circle ရပါပြီအဲဆိုရင်ကိုကတန်ဖိုးနဲ့တခြား rectangle ပုံစံလိုပါပဲတန်ဖိုးနဲ့ဆွဲခြင်းတော့ first point click ချပြီးတူတောင်းနဲ့ switch point radius circle radius of circle ကိုထည့်ခြင်းဟို radius ကဘယ်လောက်ထားခြင်းလဲ9ထားခြင်း9နဲ့ဆွဲပါ radius ဆိုတာချင်းဝက်ကိုက diameter နဲ့ဆွဲခြင်း diameter နဲ့ဆွဲခြင်းဒီမှာဒီလေးကိုပြန်နှိပ်ရပါမယ်ဒီ under diameter က2.5 လို့ထားရင်လေ diameter ကို5လို့ထားရင်ဒီ diameter ကို10လို့ထားရမှာပါအဲဆိုရင်ညီအောင်ပါ radius ကချင်းဝက်က5အချင်းက10အဲဆိုရင်ဘာနဲ့ဆက်ဆွဲပါတန်မိုးထက်တဲ့အတူတူပါပဲဒါဖြတ်ပါမယ် selection အနေနဲ့ပြောရမယ်ဆိုရင်ကျွန်တော်တို့ကselection အနေနဲ့ပြောရမယ်ဆိုရင် selection အနေနဲ့ပြောရမယ်ဆိုရင်ဒီလိုမျိုးအောက်ကိုဆွဲချတာကရိုးရိုး window selection မှာအပြအောင်လေးပေါ်ပါတယ် reverse selection ဆိုရင် reverse window selection ဆိုရင်အစိမ်းအောင်ကွက်ပေါ်ပါတယ်အဲ့ဒါတော့အောက်ဘက်ကနေ click နေပြီးမှအပေါ်ဘက်ကိုဆွဲတင်တာပါအဲဒါဆို reverse selection မှာဒါကြတော့ window selection မှာဘာကွာလဲဆိုတော့ window selection မှာကြတော့အရာဝတ္ထုတစ်ခုလုံးရဲ့တစ်ပိုင်းတစ်စောက်ကိုပဲ select ပေးရင်အဲ့အရာဝတ္ထုကို select မပေးပါဘူး reverse selection မှာကြတော့အရာဝတ္ထုရဲ့တစ်ပိုင်းတစ်စလေးထိရင်တော့မှတစ်ခုလုံးကို select ပေးလို့ဖြစ်ပါတယ်အဲကြောင့်မို့ window selection နဲ့ကိုကကောက်မလား reverse selection နဲ့ကောက်မလားကိုကတော့ပဲအခြေအနေရအသုံးပြုရမှာပါ reverse selection ကတော့နေရာအကျက်တဲဖြစ်တဲ့နေရာတွေမှာဆိုရင်ကိုကအပိုင်းစားလေးအဖျားလေးထိအောင်နဲ့တင် select တစ်ခုလုံးပေးပါတယ် window selection ကတော့ဒီလိုမျိုးအဖျားလေးထိအောင်နဲ့ select တစ်ခုမှမပေးပါဘူးအကုန်လုံးခြုံငုံပြီးမှတာ selection ဖြစ်ပါတယ်
selection နဲ့ပတ်သက်ပြီးလဲနားလည်မယ်လို့ထင်ပါတယ်အဲ့ဆိုတဲ့ command လေးပြီးရင်ဒီ lesson လေးသိမ်းပါမယ် ARC act win ဝိုင်းဆွဲတဲ့ဥစ္စာကို act လို့ပြောပါတယ် A under ဆိုရင် act သင်္ကေတပါ specify first point specify second point and point အဲ့ဒါ act သင်္ကေတလေးရပါပြီ specify first point center point ကိုတောင်းနေဆိုရင် center point အဲ့ဒါဆိုရင်နောက်တစ်ခုပြင် center point အဲ့ဒါအားလုံးကျေးဇူးတင်ပါတယ်နောက် lesson ကြရင်ပြန်တွေ့ရအောင်